ဒီဗီဒီယိုမှာ mass delusion လို့ခေါ်တဲ့လူအများကြီးအစုလိုက်အပြုံလိုက်မျက်စိကန်းခြင်းအကြောင်းကိုကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ် TikTok မှာရော Facebook မှာရောကျွန်တော်တို့လူတွေအများကြီးအစုလိုက်အပြုံလိုက်သွားရောက်ပြီးစိတ်ကူးတာနေတဲ့မှတ်တမ်းတွေဗီဒီယိုတွေအများကြီးမိတ်ဆွေတို့လည်းတွေ့မှာဖြစ်တယ်ဒီချိန်မှာခေါင်းရိုက်ကြောရိုက်ကျွန်တော်တို့ခေါင်းပုတ်ကြောပုတ်လှုပ်လိုက်တာနဲ့နှစ်ရှည်လာများခံစားနေရတဲ့ကျွန်တော်တို့ဝေဒနာကြီးတွေကအချိန်တိုအတွင်းမှာပျောက်ကင်းသွားတယ်ဆိုတာမိတ်ဆွေယုံပါသလားဟုတ်ပါတယ်ဒါကမဖြစ်နိုင်မှန်းလူတိုင်းသိပါတယ်ဒါဆိုရင်လူတွေအများကြီးထောင်ချီတောင်းချီဘယ်လိုအတွက်ကြောင့်သွားနေရဆိုတာကိုကျွန်တော်စိတ်ဝင်စားတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်The Law of Nature ဆိုတဲ့စာအုပ်လေး Robert Greene ရေးထားတဲ့စာအုပ်လေးကိုကျွန်တော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အဲ့စာအုပ်ထဲမှာကျွန်တော်ရှာကြည့်လိုက်တယ်ပေါ့နော်ရှာကြည့်လိုက်တဲ့ချိန်မှာလူတဘာဝအကြောင်းပဲလူတဘာဝအရာပဲဒီအကြောင်းအရာတွေကဖြစ်လာတယ်ဆိုတာကိုတွေ့ရတယ်ဗျဒီအကြောင်းအရာလေးတွေကိုကျွန်တော်မျှဝေပေးပါမယ်နံပါတ်1ကတော့ကျွန်တော်တို့ Law of Irrationality လို့ခေါ်ပါတယ်လူတွေကကျွန်တော်တို့နှစ်ရှည်လာများခံစားလာတဲ့အပေါ်မှာမပြောက်ဘူးဆရာဝန်တွေနဲ့လည်းကုတယ်မပြောက်ဘူးစိတ်ပညာမျိုးစုံတွေနဲ့ကုတယ်မပြောက်လာတဲ့ချိန်မှာကျွန်တော်တို့မျောလင်းချက်မဲ့လာတယ်မျောလင်းချက်မဲ့လာပြီးတဲ့နောက်မှာကျွန်တော်တို့လူတွေအများကြီးသွားကုနေတယ်ဒီနေရာကလူဒီလောက်တောင်လူတွေအများကြီးသွားနေရဆိုလို့ရှိရင် तू ကဆွမ်းလို့ပေါ့ဆိုပြီးကျွန်တော်တို့လည်းယုံကြည်သွားတယ်အလိုလိုယုံကြည်သွားတယ်ပေါ့နော်အကြောင်းပြချက်မဲ့သွားနဲ့ယုံကြည်တယ်လူရဲ့တဘာဝကအကြောင်းပြချက်မဲ့သွားပြုမှုတတ်တယ်ဆိုတဲ့အချက်ကိုသွားတွေ့ပါတယ်နံပါတ်2အချက်ကတော့ကျွန်တော်တို့ hard mentality လို့ခေါ်ရဲကျွန်တော်တို့လူအုပ်စုရဲ့ effect ပေါ့နော်လူအုပ်စုများရင်လူအများရင်မှန်တယ်ပေါ့လူတွေအများကြီးလုပ်ရင်မှန်တယ်ဆိုတော့ကျွန်တော်တို့ဒီ law of conformity ဆိုတာရှိတယ်ဒါကလည်းလူတဘာဝနေရာမှာတစ်ခုပဲဒါ Robert Greene ကသူကတေချာအသုတေသနာလုပ်ပြီးတော့ရေးထားတဲ့စာအုပ်ထဲကနေပြီးကျွန်တော်ပြောပြတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ law of ကျွန်တော်တို့ role playing လို့ခေါ်တယ်ကျွန်တော်တို့စေကုသတဲ့လူကလည်းသူ့အနေနဲ့ကသူ့မှာမရှိတဲ့စွမ်းရည်သူ့မှာမရှိတဲ့အတတ်ပညာတွေကိုရှိတဲ့အောင်နဲ့မျက်နှာဖုံးစွပ်ပြီးလှုပ်တာဒါလည်းလူတဘာဝဖြစ်တယ်လူတွေကအမြဲတမ်းကျွန်တော်တို့အမှန်တရားနိုင်နေတာမဟုတ်ဘူးကျွန်တော်တို့လူတွေက law of role playing ကိုလူတွေကအသုံးပြုတတ်ကြတယ်ပေါ့နော်နောက်တစ်ချက်ကကြာကျွန်တော်တို့ law of grandiosity လို့ခေါ်ရပါနော်ဖះကရွေးချယ်တင်မြှောက်ထားတယ်ဖះကအိမ်မက်ပေးတယ်ဆိုပြီးတော့ကျွန်တော်တို့ဒါလူအများအထင်ကြီးလေးစားမှုရအောင်လုပ်ချင်တာပေါ့ဒါလည်းလူတွေကလူအများအထင်ကြီးခံနေတဲ့အချိန်မှာသုံးတယ်ကျွန်တော်တို့လူတဘာဝနိယာမတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအဖြစ်ပြက်တွေကကျွန်တော်တို့နိုင်ငံတစ်ခုလည်းနေဖြစ်နေတာမဟုတ်ပါဘူးနိုင်ငံတကာမှာလည်းဒါမျိုးအဖြစ်ပြက်တွေဒါမျိုးစိတ်ကူးတာမှုတွေနဲ့ကျွန်တော်တို့ mass delusion တွေအများကြီးရှိပါတယ်ဒါကိုကျွန်တော်တို့နိုင်ငံတကာမှာကြတော့ကျွန်တော်တို့ quackery ပေါ့နော်လိမ်လည်စိတ်ကူးတာခြင်းလို့ခေါ်တယ်အဲနောက်တစ်မျိုးခေါ်တာတော့ faith healing ပေါ့နော်ယုံကြည်မှုနဲ့ကူတာခြင်းဆိုပြီး faith healing လို့ခေါ်တယ်ခဏတာပျောက်သွားတဲ့ placebo effect ကိုသူတို့ကအသုံးပြုပြီးတော့ကျွန်တော်တို့စီးပွားရေးလုပ်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်ဆုံးတစ်ချက်ကတော့ the halo effect လို့ခေါ်တယ်အခမဲ့ကူတာတယ်ဘုံเจ้าမှာပြုလုပ်တယ် pride ခေါင်းစဉ်နဲ့လုပ်တဲ့အတွက်ကြောင့်မလို့ဒီလူတွေကငါတို့လိန်တာတော့မဖြစ်နိုင်ဘူးဆိုပြီးတော့လူအများစုကတွေးထင်တတ်ကြတယ်အဲ့ဒီ effect နဲ့ကြောင့်ပဲကျွန်တော်တို့ဒီလိုလူတွေအများကြီးတွားရောက်ပူတာနေရဖြစ်တယ်မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်မှာရောဒီလိုမျိုးအဖြစ်ပြက်မျိုးတွေရှိလားဒီလိုမျိုးအကြောင်းအရာတွေကိုရောဘယ်လိုမျိုးတွေးထင်လဲဆိုတာကို comment မှာဆွေးနွေးပေးကြပါဦး